ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမတိဆိုတာရှိတယ်သူ့ရဲ့မူရင်းနာမည်ကတော့ဒါနဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်မိမကျူးသူတဲ့ဟောယဟန်တစ်ပါးရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီးဘာဖြစ်လို့အဲ့ဒါလိုအထည့်ခံရတယ်လဲဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိန်းမတစ်ယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့ဒါလိုကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်းလောင်းမဲ့လူလည်းမရှိဘူးနော်သူ့မှာအင်မတန်ချွတ်တဲ့တယ်အဲ့ဒါလိုကြီးဖြစ်တာဒါရှိတုန်းကသူကယဟန်တစ်ပါးကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မေတ္တာရှိကြတာဟုတ်ရဲ့လားလို့စွမ်းတဲ့အနေနဲ့ရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့ယဟန်တစ်ပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကျေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတစ်ပုံကသူ့နောက်ကိုလိုက်နေတာဆွန့်ခံသွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့သိတဲ့အခါကျတော့ဒီယဟန်ဘလို့လဲမသိဘူးစုံစမ်းလာကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိဘူးအဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှာလဲတပည့်တော်ဆွန်ကွန်းဝေယဝိဆပစ္စည်းလေးပါးဒါယကခံတယ်ဆိုပြီးတော့နောက်တော့ယဟန္တာဖြစ်တယ်အဲ့ဒီမထေကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ်အဲ့ဒီယဟန်ကအဲ့ဒါလိုမိမပုံရိပ်ကနောက်ကလိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လဲအမြင်ကတ်တယ်ပြောင်းလဲပြောင်းခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်စက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆဲတယ်ပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြာခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့ချစ်သားဘာပြုလို့ကြမ်းထမ်းတဲ့စကားတွေပြောတာကိုကြမ်းထမ်းတဲ့စကားတွေနဲ့ပြန်တုံ့ပြန်ရတယ်လေမတုံ့ပြန်နဲ့ဒါဟာမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသိခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့အနာပြက်နေတဲ့ကြီးခွက်လို့မင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဦးဇင်ကသိလားဘယ်လိုကျင့်ရမယ်အနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တဲ့အနာပြက်နေတဲ့လက်ကွင်းတဲ့ဆိုကြပါစို့ဦးဇင်တို့တောတွေမှာတော့ရှိသေးတယ်အခုတခါကြီးတို့ဒီမှာတော့တချို့သိပ်မရှိတော့ဘူးကြီးပလားလေးတွေရှိတယ်လေကြီးပလားနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဦးဇင်းတို့ငယ်ငယ်တုန်းကဆိုရင်အဲ့ဒီကြီးပလားလေးကိုလက်ဖွားပေါ်တင်အဖေတို့အမေတို့မရှိတဲ့အခါမှာဒန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့အဲ့ဒါလေးကိုခဏတိုင်းခောက်ကြည့်အဲ့ဒီကြီးပလားလေးကလွတ်ကြလို့မြတ်အနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်ဒန်းလို့ခောက်လိုက်ရင်ဒန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူး das ပြီးသွားအတန်ကရေရှည်မလာတော့အဲ့တော့အနာပြတ်တဲ့ကြီးခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့စိတ်ကတိုလိုက်တယ်ကဲခဏတော့တိုလိုက်ပေါ့တိုးပြီးတော့အဲ့ဒါကိုပြန်စဉ်းစားပြီးတော့ညလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြီးပလားလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကိုမပြတ်တော့ဟင်ဒကမာကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဦးဇင်းတို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေတာတော့ကြီးပလားကလက်ဆက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတောင်မရသေးဘူးဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာလဲတော့အနာပြတ်နေတဲ့ကြီးပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိထိခိုက်ခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုသင်တဘာဝစိတ်တော်တုံမှာပေါ့သို့တော့အဲ့ဒါကြီးကိုတာရှည်ကြီးတုံမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီကိုကဒီမှာအသစ်ရှိနေအသစ်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးထည့်လိုက်တာနော်ဥပမာကိုဟုတ်လား